မင်္ဂလာပါဒီတစ်ခါမှာတော့အာလူတစ်လုံးနဲ့ဟင်းတစ်ခွက်ရအောင်လို့ချက်ပြသွားမှာဖြစ်ပါတယ်ရှင်။ဘယ်သားငါမှမပါဘဲနဲ့ထမင်းမိတ်စေတဲ့ဟင်းတစ်ခွက်ပဲဖြစ်ပါတယ်။ချက်ရတာလည်းယူရှင်းလွယ်ကူပြီးတော့အချိန်ကုန်သက်သာပြီးအရန်စားကောင်းတဲ့ဟင်းတစ်ခွက်ကိုချက်ပြသွားပါမယ်။ကဲအားလုံးပဲကြည့်လိုက်ရအောင်။ကဲအာလူကိုအခွံနေခွာမယ်ပြီးွားရင်တော့ပပားလေးလှီထားမယ်။အာလူတွေကိုရေတန့်စင်အောင်တခြားလေးဆေးပါမယ်။ချက်သွန်မြူစီတက်ဖို့အတွက်ကိုချက်သွန်မြူလေးတွေနဲ့ငယ်ခွာထားမယ်။ပြီးွားရင်တော့စီကိုအသင့်ပြင်ပြီးတော့စီဆူအောင်စောင့်ပါမယ်စီဆူလာပြီဆိုရင်တော့ချက်သွန်မြူတွေကိုလောင်းထည့်ပြီးတော့စီတက်ပါမယ်ချက်သွန်မြူလေးနည်းနည်းအနက်မွေးလာတာနဲ့အာလူတွေလောင်းထည့်ပြီးတော့အာလူလေးတွေကိုခင်းနဲ့နည်းနည်းနှိပ်ပေးပါမယ်ရှင်ပြီးွားရင်တော့ခနောအရသာမုတ်ကိုအနည်းငယ်ထည့်ပါမယ်ရှင်ပြီးွားတဲ့အခါမှာတော့တကြားနဲ့ငယ်ထည့်ပေးပါမယ်ရှင်ရရသားတွေထည့်ပြီးွားတဲ့အခါမှာတော့ရေလေးနဲ့ငယ်လောင်းထည့်လိုက်ပါမယ်ရှင်အာလူတွေနူးသွားစေဖို့အတွက်ကိုနောက်ထပ်ရေနဲ့ငယ်ထပ်ထည့်ပြီးတော့ရေခမ်းအောင်တည်ပါမယ်ရေခမ်းသွားတဲ့အခါမှာတော့ပုစွန်ချောင်းမုတ်လေးတွေဖြူပါမယ်တသက်လို့စားခြင်းတဲ့တွေအတွက်ကတော့ပုစွန်ချောင်းမုတ်မထည့်ရင်ရပါတယ်ရှင်ပြီးသွားတဲ့အခါမှာတော့ရုပ်သီးအစိမ့်မုတ်လေးတစ်စုံထည့်လိုက်ပါမယ်ရုပ်သီးထည့်တဲ့အခါကျရင်ကိုစားနိုင်တဲ့လောက်ထည့်လို့ရတယ်ပေါ့နော်ကိုကတော့အဆက်သိမစားခြင်းတာနဲ့ရုပ်သီးတစ်စုံလောက်ပဲထည့်ထားပါတယ်ပြီးသွားရင်တော့နောက်ဆုံးမိတ်အနေနဲ့ချက်သွန်မိတ်လေးဖြူလိုက်ပါမယ်ရှင်ဒါဆိုရင်တော့ထမင်းစားလို့မိန်နဲ့အာလူဟင်းတစ်ခွက်ရပါပြီရှင်။ဘာသားငါမှမပါဘဲနဲ့ဈေးဘိုးလဲတက်တာပြီးတော့ထမင်းစားလို့မိန်နဲ့အာလူဟင်းလေးဖြစ်ပါတယ်။ဒါဆိုရင်ထမင်းနဲ့စားဖို့ထမင်းလေးထည့်လိုက်ပါပြီ။တခြားဘာဟင်းမှမပါဘဲထမင်းနဲ့အာလူဟင်းကြီးပဲစားပြမှာဖြစ်ပါတယ်ရှင်။ဒါဆိုရင်စပြီးတော့စားပါရမယ်ရှင်။တက်တက်လွတ်စားခြင်းတဲ့သူတွေအတွက်ဆိုရင်လည်းတကယ်ကိုအဆင်ပြေတဲ့အာလူဟင်းလေးပါတက်တက်လွတ်စားခြင်းတဲ့သူတွေကတော့ကိုထည့်တယ်လို့မျိုးပစုံချောင်းမထည့်ဘဲနဲ့ဒီတိုင်းပလိမ့်ချက်လို့ရပါတယ်ရှင်ကိုလည်းဒီရက်ပိုင်းမှာထမင်းသိပ်စားလို့မကောင်းတဲ့ခါကျတော့အသားဟင်းတွေသိပ်မစားချင်တာနဲ့ဒီလိုမျိုးလေးပေါ့နော်နီးလန်းလေးတွေရှာဖွေပြီးတော့ပေါက်ပေါက်ရှာရှာချက်စားဖြစ်တာပေါ့နော်ပါဝင်ပစ္စည်းအနေနဲ့ဆိုရင်လည်းအာလူနဲ့ချက်သွန်မိတ်2မျိုးပဲပါတယ်ပေါ့နော်အချိန်ကုန်လဲတက်တာလူလဲမပင်ပန်းမဲနဲ့အရသာရှိတဲ့ဟင်းလေးဖြစ်ပါတယ်ဟင်းချက်ဖို့ကိုအချိန်နဲ့အများကြီးမပေးနိုင်တဲ့သူတွေအတွက်လည်းအဆင်ပြေတဲ့ချက်နည်းလေးဖြစ်ပါတယ်ရှင်။ကိုဆိုရင်လည်းမနက်ပိုင်းကိုထမင်းသိမ့်မစားဖြစ်တာကြောင့်မလို့ညနေပိုင်းကိုထမင်းတခြားလေးစားချင်တာနဲ့အချိန်လည်းမကုန်လူလည်းမပင်ပန်းမဲနဲ့ကောင်းကောင်းစားလို့ရမယ်ဒင်နာအိုင်ဒီယာလေးတွေကိုတခြားလေးစဉ်းစားပြီးတော့မှအဲ့လိုချက်စားဖြစ်တယ်ပေါ့နော်။ကိုလိုမျိုးအချိန်ကုန်သက်သာပြီးထမင်းစားမြင်ကျင်သူတွေအတွက်ချက်ရောက်လက်ကူတဲ့နီလန်းလေးတွေမျှဝေပေးသွားအောင်ပါမို့လို့ like and follow လေးလုပ်ပေးခဲ့ကြပါအောင်နော်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးပါစားရငယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်။